မနဲလေးရဲ့အမိရင်းကမင်းနဲဖြစ်ပါတယ်။သူမဟာအင်းဝခေတ်နမေကျော်သူရဲခေါင်းတူဖြစ်တဲ့တောင်ကူကျော်ထင်အချို့ကလည်းသဒိုးကျော်ထင်လို့ဆိုကြပါတယ်။ရက်သမီးလေးမှာမနဲလေးမှာမွေးချင်းအကိုတယောက်ရှိပြီးအမိကမောင်လနောင်တွင်ရွှေစစ်ပင်နတ်ဖြစ်ပါတယ်။မနဲလေးရဲ့ဖခင်ဖြစ်သူဟာစစ်ပွဲတစ်ခုကိုတွားရောက်တိုက်ခိုက်ဖို့တာဝန်ပေးခြင်းခံရပါတယ်။အဲ့ဒီအချိန်မှာမနဲလေးကအလွန်ငယ်ရွယ်သေးတဲ့ကလေးငယ်လေးပါဖခင်ဖြစ်သူစစ်မြေပြင်ကိုထက်ခွာသွားတဲ့အခါမှာမနဲလေးဟာဖခင်ကိုလွမ်းဆွပြီးအစားအစာမစားဘဲနေညမပြတ်ငိုကြွေးနေခဲ့ပါတယ်။ကလေးငယ်တူရဲ့နှလုံးသားဟာလွမ်းတန်ကိုမခံနိုင်ပဲနောက်ဆုံးမှာတော့ဖခင်ပြန်လာတာကိုမမီလိုက်ပဲအဖေလို့တန်းတာညက်နဲ့ပဲကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီလိုလွမ်းဆွပြီးအစိမ့်သေးတည်ဆုံသွားခဲ့တာကြောင့်နတ်ဖြစ်သွားခဲ့ပဲလို့အယူရှိကြပါတယ်။မနဲလေးတည်ဆုံသွားပြီးနောက်သူမရဲ့အကိုဖြစ်သူမောင်လှဟာလေနှမဖြစ်သူကိုလွမ်းဆွယုံတယ်မကပဲဖခင်ဖြစ်သူစစ်ရှုံးပြီးကွယ်လွန်သွားပြီဆိုတဲ့သတင်းကိုကြားတဲ့အခါမှာဝမ်းနဲလုံးလို့ရင်ကွက်နာကြပြီးကွယ်လွန်သွားခဲ့ပါတယ်။မောင်နှမနှစ်ယောက်လုံးနတ်ဖြစ်သွားကြပြီးမောင်လှကရွှေစစ်ပင်နတ်အထက်လူသိများပါတယ်။မနဲလေးကိုပူဇော်တဲ့အခါတခါလူကြီးနတ်တွေလိုအရက်သားတွေနဲ့မတင်မြောက်ကြပါဘူး။သူမဟာကလေးနတ်ဖြစ်သားကြောင့်အောက်ပါပူစည်းလေးတွေနဲ့ပူဇော်လေးရှိကြပါတယ်။ကစားရများချိုးရုပ်အယုတ်ကလေးများမုတ်ပဲတရေစာကလေးကြိုက်ကဲ့မုံများနှိုခဲများအလှပြင်ပစ္စည်းလေးတွေမှန်ဘီတနခါးလေးတွေပေါ့ထူးခြားချက်ကမနဲလေးဟာကလေးနဲ့ဖြစ်လို့တခါတလေအိမ်မှာရှိတဲ့ကလေးတွေနဲ့လာကစားတတ်တယ်။ဒါမှမဟုတ်ကလေးတွေအိပ်ပျော်နေရင်ရဲမော့နေရင်မနဲလေးကလာနောက်နေတာလို့လူကြီးတွေကယူဆလေရှိကြပါတယ်။